Hello အားလုံးပဲမင်္ဂလာပါဒီချက်ကဒီနေ့မှာတော့ချီလိန်လေးတွေပေါ့နော်တော်တော်များများကဒီချက်စီကတင်ထောက်ကူဝယ်ကြတဲ့အခါမှာအပေါက်တဲကိုချီထဲနေမသိဘူးနောက်ပြီးတော့ဒီချီကိုဘယ်လိုအသုံးပြုရမယ်လဲမသိဘူးအသုံးပြုပြီးရင်လည်းတသက်ရဖြစ်အောင်ဘယ်လိုသိရမယ်လဲမသိဘူးပေါ့နော်အဲ့ခါကျတော့ဒီချက်ကဒီဟာလေးကိုအသုံးပြုနေသိနေကိုပြပြပေးမယ်နော်ဒီချေတို့ပထမဦးဆုံးဒီချီလိန်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်သူကလိန်ထားတဲ့အတွက်ကြောင့်မလို့ဒီအလိန်လေးကိုအရင်ဖြီးပေးနော်အလိန်လေးကိုဖြီးလို့ပြီးသွားတဲ့အခါမှာနောက်ထပ်ခွင်းလေးရမယ်ပေါ့နော်သူကလိန်ထားတာဆိုတော့လေဒီလိုခွင်းလေးတွေရမယ်ခွင်းရပြီးသွားလို့ရှိရင်ဒီချေဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဒီချေကဒီအချီချိုအမဲလေးတွေကိုညှက်ထုတ်လိုက်တာများတယ်ဒါပေမဲ့တင်တန်းသူတွေကအခုမှစလေလာမှာဆိုတဲ့အခါကျတော့ဒီဟာလေးကိုပေါ့နော်ဒီအချီချိုလေးရှိတဲ့နေရာမှာအချီချိုလေးရှိတဲ့နေရာကိုဒီချေတို့ကကြီးနဲ့ညှက်ထုတ်လိုက်မယ်ခါကြလို့ရှိရင်ဟိုဘက်ထိပ်ဒီဘက်ထိပ်အစလေးရပြီးတော့ဒီချီကျိုးလေးတွေဖြစ်သွားပြီပေါ့နော်ချီကျိုးလေးဖြစ်သွားပြီဆိုတော့ကိုလိုချင်တလောက်တကြိုးဆိုတကြိုးနှစ်ကြိုးဆိုနှစ်ကြိုးထုတ်ထားမယ်ထုတ်ထားပြီးသွားလို့ရှိရင်ဒီပိုတဲ့ချီအမြင်လေးတွေကိုဒီချဲတို့ကခောက်တွန့်ချီပါကျူးအိတ်တို့ပုံမှန်ကျူးတို့ချီတယ်လို့မျိုးပဲခောက်တွန့်လေးချီချလိုက်မယ်ခောက်တော့လေးပေါ့နော်တင်းလေးချီလိုက်မယ်ခါကြလို့ရှိရင်ဒီဟာလေးကတစ်ခုနဲ့တစ်ခုမရှုပ်ဘဲနဲ့သိမ်းလို့ရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီချယ်တို့တွေဒီဘက်တခြားဖက်အစွန်းပေါ့ဒီဘက်အစွန်းကိုဒီလိုလေးသိမ်းပြီးတော့ပြန်ပြီးတော့လိန်ချလိုက်လို့ရလိန်ချတာပဲဖြစ်ဖြစ်ခွေပြီးတော့ထားတာပဲဖြစ်ဖြစ်ကြိုက်တယ်လို့လုပ်လို့ရတယ်ပေါ့နော်ကိုကလိုချင်လို့ပြန်သုံးမယ်ဆိုရင်လည်းဒီခောက်တွန်လေးခုနကဆော့ချီခဲ့တဲ့ခောက်တွန်လေးကိုဒီလိုလေးပြန်ဖြီချပြီးတော့လိုပြန်သုံးလို့ရတယ်ပြီးရင်ခောက်တွန်လေးပြန်ချီထားလို့ရတယ်ပေါ့နော်ဒီချေကတော့ဒီလိုနီးလက်နဲ့သိမ်းပါတယ်တချို့ကြတော့လည်းဂတ်ထုစာရွက်တို့ဂတ်ထုစကူတို့ပါပေါ့နော်ဥပမာဂတ်ထုစာရွက်တို့ဂတ်ထုစကူတို့ပါအဲ့လိုခောက်ထုတ်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုလိမ်ပြီးတော့တိတ်တာမျိုးလေးလည်းရှိရပေါ့နော်sorry ပါဒီချက်တွေသိပ်မကောင်းတော့တာတယ်လေးတဲပေါက်တယ်လို့သိခံပြီးကြည့်ပြပါနော်ဒီလိုလေးတိတ်ထားမျိုးလေးလည်းရှိရယ်ဒါကတော့အလေလိုက်ဝယ်တဲ့သူတွေအတွက်ပေါ့နော်ချီအခင်လိုက်အလေလိုက်ဝယ်တဲ့သူတွေအတွက်ပါချီအလုံးလိုက်ဝယ်တဲ့သူတွေကကြတော့သူကဒီလိုပြောရစ်ပြီးတယ်အလုံးလိုက်ပါတဲ့အတွက်ကြောင့်မလို့သိစရာမလိုဘူးကိုလိုချင်တဲ့အရှိကိုဖြတ်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အလုံးကြတော့တိတ်ပြီးတော့ခက်ခဲတော့မရှိဘူးနောက်တစ်ခုကကြတော့ဘာလုပ်မလဲဆိုလို့ရှိရင်အပေါက်ထဲကိုခြီထိုးပါဆိုတော့ဒီချေတို့ပုံမှန်လူတွေဆိုလို့ရှိရင်တော့ဒါခြီအသုံးပြုနေကြလူတွေဆိုရင်တော့ခြီကိုတမတ်ဝင်သွားတာမျိုးလေးရှိရပေါ့နော်အပေါက်ထဲကိုခြီထိုးလိုက်တဲ့အခါကျရင်သူကဒီမှာပေါ့နော်ခြီအမြင်လေးတွေကဖြတ်ပေးမယ်ဒီမှာဆိုအမြင်လိုက်ရှိရပေါ့နော်ပိုလီချီဖြစ်တဲ့အတွက်အကြောင်းမလို့အမြင်တွေက9မြင်10မြင်လောက်ထိရှိရတခါကြလို့ရှိရင်လည်း site ပေါ်မူတည်ပြီးတော့9မြင်10မြင်ထိလည်းရှိနိုင်တယ်အခါကျတော့ဒီချဲတို့အပေါက်တဲကိုထိုးမယ်အပေါက်တဲကိုထိုးတဲ့အခါမှာထိုးလို့မရဘူးအမြင်တွေကကွဲနေတဲ့အတွက်ကြောင့်မို့တချို့ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ဒီချဲဆိုရင်ဒီဟာလေးပေါ့ကိုကကြည့်လိုက်မယ်ဒီအမြင်လေးမှာအစလေးတွေထွက်နေလားအကယ်၍အစလေးတွေထွက်နေတယ်ဆိုလို့ရှိရင်အတိဖြစ်အောင်လို့ညှိချလိုက်မယ်ကကြီးနဲ့ညှက်ပြီးညှိလိုက်မယ်ညှိပြီးသွားလို့ရှိရင်ရေလေးနဲ့နည်းနည်းလေးစွတ်ပြီးတော့ဒီလိုလေးလုံးလိုက်မယ်ပေါ့နော်ဒီလိုလေးလုံးပြီးသွားတော့မှခြေတို့အပေါက်ထဲကိုထည့်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ခြီလေးဝင်သွားပြီပေါ့နော်အကယ်၍ကိုကအပေါက်ထဲကိုထည့်တဲ့အခါမှာလုံးဝထဲလို့မရဘူးတခုခုအကူအညီယူမရမယ်ဆိုလို့ရှိရင်တော့ဒီချေတို့တွေဘာလုပ်မလဲဆိုလို့ရှိရင်ဒီဟာလေးတခုတော့ဝယ်ထားဖို့လိုမယ်ပုံမှန်ဆိုရင်တော့ဒီချေကတင်ထားဖို့ဝယ်တဲ့ထဲမှာထည့်ပေးရဒါပေမဲ့ဒီဟာ
ကကြတော့လေဒီချက်စီမှာလည်းပစ္စည်းပြောက်သွားပြီဒီချက်ကိုလည်းလိုက်ရှာတော့အနီးနားမှာတိတ်ပြီးတော့ရှာမတွေ့ဘူးပေါ့နော်ရှာမတွေ့တဲ့ခါကျတော့နောက်ပိုင်းမှာမထည့်ပေးဖြစ်တော့တာပါအဲ့တော့ကိုယ့်ရဲ့အနီးနားကအချုပ်ပစ္စည်းဆိုင်တွေပါပဲဖြစ်ဖြစ်ဈေးထဲပါပဲဖြစ်ဖြစ်ပေါ့နော်ကမေးကြည့်လို့ရတယ်ဒါတခုမှလေ900လောက်ပဲရှိရယ်900 1000လောက်ပဲရှိတော့လေအရင်တော့အပန်းမကြည့်ဒီလိုအတန်လေးဝယ်လို့ရပါတယ်ဒါချီထိုးတဲ့အတန်ပါဒီအတန်ဝယ်ပြီးဘယ်လိုအသုံးပြရမလဲဆိုလို့ရှိရင်ဒီအက်ထဲကိုဒီအတန်လေးကိုဆွဲဒီအတန်လေးကိုထည့်လိုက်ပါပေါ့နော်ဒါလေးထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါက်ထဲကိုဒီအတန်လေးရဲ့အပေါက်ထဲကိုချီလေးထည့်လိုက်မယ်ချီမြင်လေးထည့်လိုက်ချီမြင်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအတန်လေးကိုပြန်ပြီးတော့အထဲကနေဆွဲထုတ်လိုက်မယ်ပေါ့နော်ဆွဲထုတ်လိုက်တဲ့ခါကျတော့ချီလေးတွေတစ်ပါးတည်းပါလာတယ်ခါကြလို့ရှိရင်ဒီချေတို့လိုတလို့ကိုလိုတလို့အသုံးပြုလို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့ကတော့ဒါချီထဲ့နီးချီကိုသိန်းဆဲနီးပေါ့နော်မျှဝေပေးတာပါဒီချက်စီမှာဝယ်တဲ့သူမဟုတ်လေကိုပတာကိုဝယ်ထားတဲ့သူရှိလို့ရှိရင်လည်းဒီလိုမျိုးလေးအသုံးပြုလို့ရတယ်နောက်ပြီးတော့ချီတွေရှုပ်တာပါညာတွေလည်းတက်တာတယ်ပေါ့နော်နောက်တစ်ခုကကျတော့အခင်လိုက်ရောင်စုံဝယ်ထားတဲ့သူတွေလည်းရှိရချီခင်လိုက်ဝယ်ထားတဲ့သူတွေရှိတဲ့ခါကျလို့ရှိရင်ဒီလိုချီကက်ကလေးဝယ်ထားပေါ့နော်သူကကျတော့အခင်သေးဖြစ်တဲ့အတွက်ကြောင့်မလို့တရားကိုဒီတကက်နဲ့လောက်တယ်ဝယ်ပြီးသွားလို့ရှိရင်တော့ဒီချယ်တို့တွေဒီလိုမျိုးလေးပြန်ရစ်ပြီးတော့တင်ထားလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဒီချယ်တို့ပြန်ရစ်ပြီးတင်ထားလို့ရပါတယ်ဒါကတော့အခင်အသေးဝယ်တဲ့သူတွေအတွက်ပါခုနကကျတော့အခင်ကြီးဝယ်တဲ့သူတွေအတွက်ပါနော်နောက်ထပ်ဗီဒီယိုမှာကချီမြင့်နေအကြောင်းနဲ့ပတ်သက်ပြီးတော့ဘယ်ချီကိုတော့ဘယ်လိုနေရာမှာသုံးတယ်ဘယ်လိုအသားရှိရဘယ်လို quality ရှိရဆိုတာကိုဒီချက်ထပ်ပြီးတော့ပြောပြပေးပါမယ်အားလုံးပဲဒီနေ့ရဲ့ knowledge sharing လေးကတော့ဒီလောက်ပါပဲရှင်အကုန်လုံးလဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်